Say baby phone in the long term mình cao xa này là thì bơ của chua Tiếp tiếp xếp là bằng nhà thì ác thì bơ của chua A B C D E K S T đi mà sông shi ra đi gặp 밤 예고 찐찐 레이트 cùng 내게 다 무반긴가 Mubankinga Phong map cả nhà chi hạ Drone FC lê ạ Mubankinga Freeway hạ xa phê cả Anh nê đi ạ bố gạ Mubankinga Accessory brown lê nhà chi Đi mà sông shi ra Nhằm mà đi mà gió sông quên lê Dùng chi mung nhá dọa Mubankinga Mubankinga se web Mubankinga te tuat Mubankinga ima tu se che Mubankinga shire Mubankinga yare Mubankinga se chandaya me te tuat Mubankinga shibare Project cả nhà chỉ cho bị đu bị xe này ạ Mubankinga Sa phê cả xe chai ạ Mà phiếp đu biếm là Mubankinga A B C D E K S T đi mà sông shi ra Dùng chi lê thê lâu phố đi gô la ghé bà Mubankinga Mubankinga se web Mubankinga te tuat Mubankinga ima tu se che Mubankinga shire Mubankinga yare Mubankinga se chandaya me Mubankinga se web Mubankinga te tuat Mubankinga ima tu se che Mubankinga shire Mubankinga yare Mubankinga se chandaya me te tuat Mubankinga shibare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  Start party season ဟာစတင်ကြောင်းကြေညာခြင်းအခမ်းအနားစီစဉ်နေရ Mobile Trading Company Limited ၏ Investor ဦးစိုးမိုးမှဝန်ထမ်းများအားနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းအခမ်းအနားစီစဉ်3ရ Mobile Trading Company Limited ၏ Director ဖြစ်တော်ဒေါ်မိုးသူစာမှဝန်ထမ်းများအားနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းအခမ်းအနားစီစဉ်4ရ Mobile Trading Company Limited ၏ Business Development Manager ဖြစ်တော်ဦးခန့်ဖြိုးလင်းမှဝန်ထမ်းများအား2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားခြင်းအစီအစဉ်9ရာ Mobile Trading Company Limited ၏ Head of Sales ဖြစ်သောဒေါ်သဇင်ရဲမြင့်မှဝန်ထမ်းများအား2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားခြင်းအစီအစဉ်6ရာ Mobile Trading Company Limited ၏ HR Manager ဖြစ်သောဒေါ်ဝေနှင်းဖြူမှဝန်ထမ်းများအား2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားပေးခြင်းအစီအစဉ်9ရာ2024ခုနှစ်အတွက်ဆိုင်ခွဲများအတွက်စုများချီးမြှင့်ခြင်းနှင့်မှတ်တမ်းတင်တပ်ပုံများရိုက်ကူးခြင်းအစီအစဉ်10ရာဝန်ထမ်းများမှကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်9ရာညစာနှင့်အခမ်းကျွေးမွေးခြင်းအစီအစဉ်10ဝန်ထမ်းများမှ activity များနှင့်ဖျော်ဖြေရေးအစီအစဉ်များအစီအစဉ်17 Mobile Trading Company Limited ၏ 2024ခုနှစ်အတွက် Start Party အစီအစဉ်အားပြီးဆုံးကြောင်းကြေညာခြင်းအစီအစဉ်နှင့်အရာ Mobile Trading Company Limited ၏ Managing Director ဦးစိုးမိုးမှဝန်ထမ်းများအားနှုတ်ခွန်းဆက်အမှာစကားနှင့်ဩဝါဒစကားများပြောကြားပေးပါရန်စင်မြင့်ဖတ်ထပ်သို့ဖိတ်ကြားအပ်ပါသည်ရှင်
အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ step party ကတော့ဘာပဲဖြစ်ဖြစ်ပြီးခဲ့တဲ့နေ့စာရင်တော့နည်းနည်းလေးတာလာတဲ့အတွက်တော်တော်လေးပျော်ပါတယ်နော်ဘာဖြစ်ဖြစ်နောက်နေ့လည်းဒီထက်ကောင်းတဲ့ step party မျိုးကိုကျွန်တော်တို့ကျင်းပကြမှာတယ်ကျွန်တော်တို့ဝန်ထမ်းတွေကိုဒီထက်ကောင်းတဲ့ဝန်ဆောင်မှုဒီထက်ကောင်းတဲ့အခွင့်အရေးတွေအများကြီးပေးကြမှာတယ်နော်အားလုံးအနေနဲ့ကျွန်တော်တို့နဲ့အတူတူတက်ညီလက်ညီဦးဆောင်ပြီးတော့ဆောင်ရွက်ဖို့ကျွန်တော်တိုက်တွန်းနေပါတယ်နော်အဓိကတော့ကျွန်တော်တို့ဝန်ထမ်းတွေမှာဘာတွေလုံးနေလဲဆိုတော့ဥဆုံးမတွေ့ပါတယ်နော်အဲ့ဒါလေးတွေကိုနည်းနည်းပပလေးပြင်လိုက်မယ်ဆိုရင်တော့90%တော့အကောင်းရှိပြီးတော့အနာလေး30လောက်မကောင်းတာနော်10% လောက်မကောင်းတဲ့အနာလေးကိုပြင်လိုက်မယ်ဆိုရင်တော့ဒုကုမ္ပဏီကတော်တော်လေးကိုအောင်မြင်ပါနော်အဲ့10%ကိုတော့မပြင်ဘူးဆိုရင်တော့ဒုကုမ္ပဏီကဒီရှေ့တန်းဒီ90နာနဲ့ဆိုတော့အနာတွေကပုံများလာလိမ့်မယ်နော်အဲ့တော့အဲ့ဒါလေးကိုပြင်မှုအဲ့ဒါတော့အဓိကတော့စူးစမ်းအားထုတ်မှုရန်အားနေတယ်နော်ကျိုးတော့စူးစမ်းတယ်ဒါပေမဲ့ထင်တော့မစူးစမ်းဘူးစူးစမ်းရင်လည်းစူးစမ်းတဲ့လမ်းကြောင်းမှားနေလို့လေတချို့ဟာတွေကဖြစ်နေတယ်လို့ဥဆုံးမှုရှုံကြည့်ပါနော်အဲ့တော့ပြီးခဲ့တဲ့နှစ်မှာမမိုးသူစာတို့ဒီကလူကြီးတွေတော်တော်များများကြိုးစားလုပ်ခဲ့ပါတယ်ဒီနှစ်မှာတော့ဥဆုံးမှုကိုယ်တိုင်လည်း operation နဲ့ပါဝင်ခဲ့ပါပြီနော်အဲ့တော့ပါဝင်ခဲ့တော့ဒီထက်ပိုတိုးတက်လိမ့်မယ်လို့လည်းဥဆုံးမှုမျှော်လင့်ပါတယ်နော်ဒီထက်ပိုအောင်မြင်မှုအတွက်အားလုံးရဲ့ကြိုးစားပါဝင်မှုကအရန်အရေးကြီးပါတယ်နော်အဲ့တော့ပြီးခဲ့တဲ့နှစ်တွေမှာကြိုးစားလာတဲ့ဒီနှစ်ကိုပိုကြိုးစားပြီးတာဝန်ယူတာဝန်ခံပြီးတော့ကိုတာဝန်ကိုတည်ပြီးတော့နော်ကျိုးစားတွေလုပ်ပေးဖို့ဥဆုံးမမျှော်လင့်ပါတယ်အားလုံးဥဆုံးမနဲ့တူလက်တွဲဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်နော်အားလုံးပဲကြိုးစားပေးကြပါလို့ပဲပြောချင်ပါတယ်အဓိကကတော့ဥဆုံးမပြောချင်တာကတော့ကိုတာဝန်ကိုယူပါကိုတာဝန်ကိုတည်ပါကိုတာဝန်ကိုယူပါကိုယ့်အကူအောင်မြင်အောင်လုပ်ပေးပါအရန်အရေးကြီးပါနော်အဓိကတော့အများကြီးခြေဒီတွေမပေးကြပါဘူးဥဆုံးမဒီတလောက်ကတော့ဥဆုံးမလူတယောက်တယောက်ခြေဒီတွေအများကြီးမပေးကြပါဘူးနော်ဒါပေမဲ့ကိုခြေဒီကိုသိရှိအောင်နံပါတ်1ကြိုးစားပါပြီးရင်တာဝန်ကြည့်အောင်လုပ်ပါပြီးရင်ပို့ပြီးတိုးတက်အောင်လုပ်ပါနော်နံပါတ်1တော့သိဖို့လိုတယ်နံပါတ်2တာဝန်ကြည့်အောင်လုပ်မှာပြီးတော့တိုးတက်အောင်ဆက်လုပ်နော်ဥဆုံးမတို့ကုမ္ပဏီဒီဆေးကုမ္ပဏီဖြစ်တယ် service ပေးတဲ့ကုမ္ပဏီဖြစ်တယ်ဒီဆေးတက်လာမှဒုကုမ္ပဏီတိုးတက်မှာဖြစ်တယ်နော်အယောင်တက်လာမှဒုကုမ္ပဏီတိုးတက်မှာဖြစ်တယ်ဒါဟာတွေအားလုံးကလောရမှာကိုယ်တိုင်ပဲလောရမှာဖြစ်တယ်နော်အားလုံးကြိုးစားပေးပါလို့ဥဆုံးမတောင်းဆိုပါတယ်နောက်နေ့ဒီလို step party မှာဒီထက်အစစရရဘတ်ဆုံရမယ်နော်တိုးတက်ကောင်းမွန်ဥဆုံးမှုတို့စူးစမ်းကြပါတယ်အားလုံးလည်းဥဆုံးမှုတို့နဲ့တူတက်ညီလက်ညီစူးစမ်းပေးပါလို့တောင်းဆိုပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နှုတ်ခွန်းဆက်အမှာစကားပြောကြပေးပါတော့ Managing Director ဦးစိုးမိုးအားကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့အစီအစဉ်2ရာ Mobile Game Trading Company Limited ၏ Director ဖြစ်သောဒေါ်မိုးသူစာမှဝန်ထမ်းများအားနှုတ်ခွန်းဆက်အမှာစကားနဲ့ဩဝါဒစကားများပြောကြပေးပါရန်စင်မြင့်ဖတ်သို့ဖိတ်ထားရပါတယ်ရှင်ကောင်းစားနေလားဘယ်ဘက်ကိုကြွအောင်မိုဘိုင်းကင်းကိုကြွအားလုံးပဲမင်္ဂလာပါတိုးနေတယ်ဟုတ်ပါပြီအဲ့တော့မတို့2024ခုနှစ်က2023ဝင် step party ကိုလုပ်ခဲ့တော့အမစကားလေးတစ်ခုပြောခဲ့တယ်မှတ်မိလား2025ဒီ2024မှာပြီးပြီအခုမတို့2025 step party ဒီ2024ရဲ့နော်ဝန်ထမ်းတွေရဲ့ appreciation party ဖြစ်တယ်အဲ့တော့တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့စ조사ကြပြီးတော့ပိုပြီးကောင်းတဲ့နေရာတွေနဲ့ကောင်းသလိုမျိုးကောင်းသလိုအများဆုံးဆွဲဆောင်ပြီးသွားမယ်လို့အမပြောခဲ့ဘူးတယ်လေဟုတ်တယ်နော်အဲ့တော့ဒီမှာရှိတဲ့လူတွေကမနစ်က step party ကိုဂျုံခဲ့တဲ့လူတွေလည်းရှိမယ်မကြုံခဲ့ပါတဲ့လူတွေလည်းမပါဝင်ခဲ့တဲ့လူတွေလည်းရှိမယ်နော်အဲ့တော့ပါဝင်ခဲ့တဲ့လူတွေကပြောင်းလဲမှုရှိလားမရှိဘူးလားကြွလေးပြောဟုတ်တယ်နော်အဲ့တော့အားရကျဉ်းနှံမှုပါစနစ်အဖြစ်ပါစနစ်တစ်ခုရှိလိမ့်မယ်အဲ့ဒီအတွက်ကိုလည်းအားလုံးကို congratulation ပါလို့အမပြောချင်ပါတယ်အဲ့တော့ဒီအခုမတို့2025 February ရောက်ပြီပေါ့နော်အဲ့တော့မတို့ဒီ2025တစ်နှစ်လုံးကိုအားအင်နေအပြည့်နဲ့ဖြတ်ဖို့အတွက်ကိုမတို့ပထမကွာတာကိုနှစ်စစ်ချိုးသွားပြီအဲ့တော့အခုလည်းအသစ်ဒီ model တွေထွက်တယ်အားသွန်ခွန်ဆိုင်ရောင်းကြတာတွေ့ရတယ်အရန်ကိုကျေးဇူးလည်းတင်တယ် appreciate လည်းလုပ်ပါတယ်ဒီထက်လည်းပို့ပြီးတော့
အမတို့အများကြီးဒီတက် business မှာ grow ဖြစ်ဖို့နဲ့ happy environment ဖြစ်ဖို့အတွက် happy organization ဖြစ်ဖို့အတွက် strongly organization ဖြစ်ဖို့အတွက်ကိုဒီလူတွေကိုအမအားကိုးပြစေအားကိုးလို့ရလားဟုတ်ပြီနော်အမက operation ထဲမှာဝင်နေတဲ့ operation director ဖြစ်တဲ့အတွက်နော်ဒီလူတွေအားလုံးနဲ့အမနဲ့မစိမ့်ပါဘူးမစိမ့်ဒါပေမဲ့အမစူတာတွေပဲအများတန်းကြားနေရတယ်ထင်တယ်ဒီနေ့တော့အမမစူပါဘူးအကုန်လုံးပျော်ရွှင်ရွှင်နဲ့တဲ့ Novo တဲ့အခက်နဲ့တက်ခင်းနဲ့အရာတွေကိုတိတ်ချာကောင်းကောင်းစားကြနော်ဒီလူတွေရှိမှအမဂရီတစ်ခုတောင်းခြင်းနဲ့2026မှာလာမယ့် step party ကိုလိုချင်တဲ့ image မျိုးကိုဖန်တီးဖို့အတွက်ဒီလူတွေဝိုင်းဝန်းစူးစမ်းကြပါမယ်ဆိုတဲ့ဂရီကိုအမလိုချင်ပါတယ်ဒီကနေပြီးတော့တောင်းပါမယ်ပေးမလားပေးပါမယ်တကြလားပေးပါမယ်ဟုတ်ပါပြီအဲ့တော့အမြဲတမ်းမှာအမတို့ရဲ့ investor ကလည်းအမြဲတမ်းဆုံးမစကားပြောတယ်လုံးရက်တိုင်းမှာထပ်တူကြတယ်ဟုတ်တယ်နော်လုံးရက်ကောင်းရင်ရလက်ကောင်းတယ်ဆိုအမတို့ဒီအမြဲတမ်းနေ့တူကအမတို့အတွေးတွေနဲ့လောက်ရက်ကောင်းတွေကိုအမတို့စူးစမ်းပြီးတော့လုပ်နေကြတဲ့အချိန်မှာရလက်ကောင်းတွေကလည်းရောက်ဖို့အတွက်ကိုအနှောက်အနှေးတွေရှိခဲ့ရင်လည်းအတားအဆီးမရှိရအောင်လို့အမတို့လက်ထဲကိုရောက်လာအောင်လို့စောက်ကင်ပြီးယူရမှာဒီလူတွေအားလုံးရဲ့တာဝန်ပဲဖြစ်တယ်နော်အဲ့တော့တိတ်မကြခင်မှာဌာနအသီးသီး branch အသီးသီးဟာစုတွေကြော်ညာပေးလိုက်မယ်အဲ့တော့အယောက်100မှာရှိရင်100လုံးကိုအမပေးခြင်းတယ်နော်အဲ့တော့နည်းများရတာတွေရှိမယ်နည်းတဲ့လူတွေလည်းရှိလိမ့်မယ်အဲ့တော့ဒီထက်ပိုပြီးတိုးလာရောကိုလိုချင်တာကိုကိုရအောင်ယူရတာပါနော်ဟာငါဒီလောက်ပဲရတာလားဟာငါဒီလောက်တောင်ရတာလားအများကြီးရတဲ့လူကလည်းမျက်နှာလိုက်ပြီးပေးထားတာမရှိပါဘူးနည်းနည်းလေးရတဲ့လူကလည်းမျက်နှာလိုက်ပြီးပေးထားတာတို့ personal ရှိလို့တို့ပေးထားတာတို့မရှိပါဘူးเนาะအဲ့တော့100%အကုန်လုံးမရခဲ့တဲ့လူတွေရှိပါတယ်အဲ့တော့လုံးဝမရတဲ့လူတွေကလည်းငါဘာလိုအပ်နေသေးလဲစူးစမ်းပါเนาะအဲ့တော့ဒီရတဲ့လူတွေကလည်းနည်းနည်းရတဲ့လူတွေကလည်းနောက်နှစ်မှာများရဖို့အတွက်စူးစမ်းပေးပါများရတဲ့လူကလည်းဒီတစ်ပို့ပြီးတော့3ဆ5ဆရဖို့အတွက်ကိုစူးစမ်းပေးပါလို့အမဒီကနေတောင်းဆိုပြစေအားလုံးကိုကျေးဇူးတင်ပါတယ် Mobile Game Trading Company Limited ၏ဒါရိုက်တာဖြစ်တော်ဒေါ်မိုးသူစာမှဝန်ထမ်းများအားနှုတ်ခွန်းဆက်အမှာစကားပြောကြားပေးခြင်းကြောင့်ကျေးဇူးများကြီးတင်ရှိပါတယ်ရှင်2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါဟုတ်ကဲ့ရဒီနေ့လို step ပါတွေပေါ့နော်ဒီနေ့လို step ပါတွေမျိုးဒီမှာဒီလို Noble Hotel မှာပေါ့နော်ကျင်းပနိုင်တဲ့အတွက်အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ဒီကျွန်တော်တို့ဟိုဝန်ထမ်းညီကိုမောင်နှမအားလုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးကျင်းပနိုင်အောင်လို့အစစရရပတ်မိုးပေးတဲ့ investor ဦးစိုးမိုးတဲ့တကွာဒါရိုက်တာဖြစ်သူမိုးသူစာကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဓိကတော့ခုနဒီပြောစင်တာတော့ဒီ2025အတွက်ပေါ့နော်ကျွန်တော်တို့ဆက်လို့မဲ့အရာတွေကတော့ဟိုကျွန်တော်တို့ဒီအရင်တွေမှာလည်းဟိုမီတင်တွေမှာလည်းပြောခဲ့တယ် daily တွေမှာလည်းပြောခဲ့တာမျိုးတွေရှိတယ်ပေါ့နော်အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်တော့အကိုတို့အနေနဲ့ဒီ2024မှာအကိုတို့လုပ်ခဲ့တဲ့စူးစမ်းမှုတွေဟိုစူးစမ်းမှုတွေကြောင့်ပဲဒီလိုကိုတို့နဲ့ဒီစူးစမ်းမှုနဲ့တက်ဆိုင်တဲ့ result မျိုးကိုကိုတို့ရခဲ့တာပေါ့နော်အဲ့မှာကိုတို့တွေဒီလိုအပ်ချက်တွေတချို့ရှိကောင်းရှိခဲ့တယ်အားနည်းချက်တွေရှိခဲ့တယ်အမှားတချို့အနည်းငယ်လေးရှိခဲ့ကြတယ်ပေါ့နော်ဒါအဲ့ဒါတွေအားလုံးနဲ့ကိုတို့ကကိုယ့်ရဲ့အမှားတွေကိုသိပြီးတော့ခုနကိုတို့တွေဒီ2025အတွက်သင်ခန်းစာတွေတချို့အမှားတွေဆိုလို့ရှိရင်သင်ခန်းစာယူပြီးတော့ဒါမျိုးတွေမဖြစ်အောင်ကြိုတင်ကောက်ွယ်ပြီးတော့ကိုတို့တွေ2025ခုနှစ်မှာအသီးသီးပေါ့နော်အခုဆေးဆိုလဲဆေးတာဝန်ယူထားတဲ့အပိုင်းအလျောက်service ဆိုလို့ရှိရင် service နဲ့ပတ်သက်ပြီးတော့တာဝန်ထားတဲ့သူတွေအားလုံးဟာကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှပေါ့နော်အားလုံးကြိုးစားစားနဲ့အလုပ်တူတူဆက်လုပ်ပြီးတော့2026ကြာလို့ရှိရင်ဒီတက်ပုံမကောင်းမွန်တဲ့ result မျိုးတွေရအောင်အကိုတို့တွေအတူတူကြိုးစားသွားကြမယ်လို့အကိုကတော့အားလုံးတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်
ဦးခန့်ဖြိုးလင်းမှာဝန်ထမ်းများအတွက်2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားပေးခြင်းအတွက်ကျေးဇူးများကြီးတင်ရှိပါတယ်ရှင်။အစီအစဉ်အရ Mobile Game Trading Company Limited ၏ Head of Sales ဖြစ်သောဒေါ်သစင်ရဲမြင့်မှဝန်ထမ်းများအား2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအားပြောကြားပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်။ အားလုံးပဲမင်္ဂလာပါအမတို့ကဟိုပါနော်ဒီဆရာလည်းပြောခဲ့တယ်အမလည်းပြောခဲ့တယ်ကိုခန့်လည်းပြောခဲ့တယ်ပေါ့အားလုံးကကိုလုပ်နေတဲ့လုပ်ငန်းကိုပို့ပြီးတိုးတက်ဖို့အတွက်တည်းကြီးပဲအမတို့ပြောသွားတာဖြစ်တယ်ပေါ့နော်ဖြစ်တယ်အဲ့အတွက်ကြောင့်အမလည်းဒီ2025မှာဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ဝန်ထမ်းတွေအားလုံးကို P နဲ့ M နဲ့ကိုလို့ PM ကိုကျင့်သုံးပါလို့ပြောချင်တာ PM ကဘာလဲဆိုတဲ့အခါကျတော့အမတို့ရဲ့ personal mastery ဆိုတဲ့ဟာနဲ့ဒီ people mastery ဆိုတဲ့ဟာကိုကျင့်သုံးရမှာပေါ့နော်အဓိကကဒီမှာထိုင်နေတဲ့ဝန်ထမ်းတွေအားလုံးအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာအရန်မော့နေရတယ်နော်ကိုလုပ်နေတဲ့လုပ်ငန်းမှာ100%စွမ်းအင်ပြည့်စွမ်းအားဖြည့်အသုံးချဖို့အတွက်အရန်အရေးကြီးပါတယ်အဲ့တော့ personal mastery အနေနဲ့ကိုလုပ်နေတဲ့လုပ်ငန်းမှာ skillful ဖြစ်နေဖို့လည်းအရန်ကိုမှအရေးကြီးပါတယ်စွမ်းအင်ပြည့်ကောင်းကောင်းအသုံးချပါလို့ပြောချင်တာပေါ့ဒါကတော့ personal mastery ပေါ့နော်နောက်တစ်ခု people mastery အနေနဲ့ဆိုလို့ရှိရင်ကိုက internal customer တွေရော external customer တွေရောကို influence ဖြစ်ဖို့အရန်အရေးကြီးပါတယ်အဲ့ဒီ influence ကကြတော့ကိုပြောလိုက်လို့ကို present လုပ်လိုက်လို့ customer တွေကကိုစီကဝယ်သွားတယ်ဆိုတာကကိုက people mastery ဖြစ်တာနောက်တစ်ခုကကိုလာအောင်မှာရှိနေတဲ့ဝန်ထမ်းတွေအားလုံးကကိုယ့်ရဲ့ influence ကြောင့်တိုးတက်လာတာလိမ္မာလာတာတည်လဲဒါအမတို့ people mastery နဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့အမကတော့2025မှာဆိုလို့ရှိရင် personal mastery နဲ့ people mastery ကိုကျင့်သုံးကြပါလို့ပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကအခုလက်ရှိမှာကိုက 60% 70% 80% ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာပဲစိတ်ရှိနေသေးရဆိုလို့ရှိရင်အမတို့တိုးတက်ဖို့အတွက်ကနှောင့်နှေးပါလိမ့်မယ်တိုးတက်ချင်တဲ့အောင်မြင်ချင်တဲ့ဆိုလို့ရှိရင်100%စွမ်းအင်ပြည့်စွမ်းအားပြည့်နဲ့အသုံးချကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် Mobile Game Trading Company Limited ၏ Head of Sales ဖြစ်သောဒေါ်သစင်ရဲမြတ်မှဝန်ထမ်းများအတွက်2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များကိုပြောကြားပေးခြင်းအတွက်ကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။ဆက်လက်ပြီးတော့ Mobile Game Trading Company Limited ၏ HR Manager ဖြစ်သောဒေါ်ဝေနှင်းဖြူမှဝန်ထမ်းများအား2025ခုနှစ်အတွက်လုပ်ငန်းဆောင်ရွက်ချက်များကိုပြောကြားပေးပါရန်စမြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ရှင်။ အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါဒီနေ့ရဲမင်္ဂလာရှိတဲ့ညာချမ်းတစ်ခုပါပဲเนาะအဲ့တော့ဒီလိုညာချမ်း step party ကိုအမားတို့တွေကိုကျင်းပပေးတယ်အမားတို့ရဲ့ investor ဦးစိုးမိုးရောအမားတို့ရဲ့ managing director မမိုးရောအမားတို့ရဲ့အခု department အသီးသီးရဲ့ခေါင်းဆောင်တွေနဲ့တူဒီပါဝင်လာကြတဲ့အခုလိုပျော်ပျော်ရွှင်ရွှင်ရောက်လာတဲ့ဝန်ထမ်းတိုင်းကိုအမလုံးဝကို appreciation လုပ်ပါတယ်เนาะပြီးတော့ဒီညမှာအမားတို့ဒီစားကောင်းတောက်ဖွယ်တွေစားကြမယ်ပြီးတော့ရေအမားတို့ပြောစရာကောင်းတဲ့ activity တွေတချင်းဆိုတာတွေအများကြီးအမားတို့ရှိတယ်။စိုးတွေရမဲ့သူတွေလည်းရင်ခုန်လှုပ်ရှားသွားနဲ့စောင့်စားနေကြမယ်ပေါ့နော်။အဲ့တော့ဒီပွဲဖြစ်လာရတဲ့ဟာပေါ့။အဲ့ဒါဒီတူတယောက်တည်းကောင်းလို့မဟုတ်ပါဘူး။ဒီပွဲမှာရှိနေကြသောအသီးသီးသောတာဝန်ယူထားသောဝန်ထမ်းအားလုံးစ조사အားထုတ်မှုကြောင့်ဒီပွဲကြီးဟာဖြစ်မြောက်လာတာပါ။အဲ့တော့အမအားလုံးကိုဂုဏ်ယူစွာနဲ့ပဲကျေးဇူးတင်စကားပြောချင်ပါတယ်အမားတို့ဒီအခုဝင်လာဆိုအမားဆိုဘလောက်မှမကြသေးဘူးအမားတကယ်ဆို new step ပဲရှိသေးတယ်ဒါပေမဲ့လက်ရှိနေတဲ့အရန်စ조사ပေးကြတဲ့ဒီဝင်နေကြောင့်အမားလည်းဒီလိုမျိုးနေရာမှာဂုဏ်ယူစွာရက်တီရတာပေါ့နော်ဒါကြောင့်အားလုံးကိုတကယ်ရင်ထဲကနေလှိုက်လဲကျေးဇူးအများကြီးတင်ပါတယ်ဒီပွဲကမင်းတို့အကုန်လုံးရဲ့ပွဲပါလွတ်လပ် activity တွေလုပ်ပြီးတော့ပျော်ပါလွတ်လပ်နေပါเนาะလုံးဝဒီပွဲအမားတို့နောက်နှစ်တွေမှာလဲဒီထက်ကြီးမားတဲ့ဒီထက်ခမ်းနားတဲ့ဒီထက်အောင်မြင်မှုတွေကိုရှပြနိုင်တဲ့ပွဲမျိုးကျင်းပနိုင်မှုအတွက်ဘာလို့ကြမလဲအမားတို့အစွမ်းကုန်စူးစမ်းကြမယ်เนาะအမားတို့ team တွေဘက်ကလည်းအစွမ်းကုန်ကို supporting ပေးပါမယ်ဝန်ထမ်းတွေလိုအပ်ချက်မရှိအောင် developing လည်းဖြစ်ကြမယ်growth လည်းဖြစ်ကြမယ် improve လည်းဖြစ်ကြမယ်ဆိုတော့မတ်သက်တင်တယ်အမားတို့ဘာလို့ကြမလဲဆိုတော့စူးစမ်းကြမယ်အားလုံးစူးစမ်းနိုင်တယ်မလားအကျယ်ကြီးရောကြီး fighting နော်2025အတွက် okay thank you everyone thank you Mobile Game Trading Company Limited ၏ HR Manager ဖြစ်သောဒေါ်ဝင်းနှင်းဖြူမှဝန်ထမ်းများအတွက်အမှားစကားပြောကြားပေးခြင်းအတွက်ကျေးဇူးအထူးပီတင်ရှိပါတယ်ရှင်။